ပြီးခဲ့တဲ့2025-2026ဘောလုံးရာသီပရီးမီယာလိရဲ့အကောင်းဆုံးပွဲစဉ်ဖြင့်အာဆင်နယ်နဲ့ယူနိုက်တက်တို့ပွဲစဉ်ရွေးချယ်ခံရအားလုံးပဲမင်္ဂလာပါ NPH ကင်းပါဝါရဲ့အိုင်မက်ခွန်ရှိကိုစားဘက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တွေးမိလိုက်တိုင်းအာဆင်နယ်ပရိသတ်တွေကိုရင်နာစေမဲ့2025-26ဘောလုံးရာသီတွင်ကအာဆင်နယ်နဲ့ယူနိုက်တက်တို့ပွဲစဉ်ဟာပရီးမီယာလိရဲ့တနစ်တာအကောင်းဆုံးပွဲစဉ်ဖြင့်ရွေးချယ်ခံခဲ့ရပါတယ်။ဒီပွဲစဉ်ဟာ2026ခုနှစ်ဇန်နဝါရီလ25ရက်နေ့ကအာဆင်နယ်တင်းရဲ့အင်ကွင်းအမရိမှာကစားခဲ့တာဖြစ်ပြီးယူနိုက်တက်ဟာအာဆင်နယ်ကိုဝေးခွဲမှာ2-3နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးပရိသတ်တွေကိုပွဲပြီးကနေထိဆက်လို့ရှာမှုပြစ်ပေးသွားခဲ့တဲ့ပွဲစဉ်ဖြစ်တာကြောင့်ပရိသတ်ဆန္ဒမဲစုစုပေါင်း90%ထိရရှိကအကောင်းဆုံးပွဲစဉ်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။မဲပေးရွေးချယ်ခဲ့တဲ့ပရိသတ်တွေဟာယူနိုက်တက်နဲ့ဘုံပေါင်း4-9စီတည်ကြခဲ့တဲ့ပွဲစဉ်ပြင်ဖူဟန်နဲ့မန်စီးတီးတို့ရဲ့2သင်းပေါင်းသွင်းကို9-9ထိရှိခဲ့တဲ့ပွဲစဉ်တွေကိုကြော်ပြီးအာဆင်နယ်နဲ့ယူနိုက်တက်ပွဲစဉ်ကိုရွေးချယ်ခဲ့တာပါ။ဘာလို့အာဆင်နယ်ပရိသတ်တွေတွေးမိတိုင်းရင်နာစီရမယ့်ပွဲလို့ပြောရလဲဆိုရင်တော့ဒီပွဲစဉ်ဟာအာဆင်နယ်အင်ကွင်းရှုံးပွဲမရှိစံချိန်ကိုယူနိုက်တက်ကရိုက်ချိုးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။အာဆင်နယ်ဟာယူနိုက်တက်နဲ့ဒုတိယအကျော့မတွေ့ဆုံခင်အထိပရီးမီယာလိမှာအင်ကွင်းရှုံးပွဲမရှိခဲ့တဲ့အသင်းဖြစ်ပြီးအဲ့ဒီချိန်တုန်းကယူနိုက်တက်ကိုမိုက်ကယ်ကာရစ်စပြီးကိုင်းရနေခြင်းဖြစ်တာကြောင့်စင်မြန်ကြီးတို့ကပထမကျော့တုန်းကလိုပဲယူနိုက်တက်ကိုအနိုင်ယူနိုင်မယ်ထင်ခဲ့တာပါ။ဒါပေမဲ့ကာရစ်ကတော့ပရိသတ်တွေကိုအားအသင်းစရာတွေလှုပ်ပြသွားခဲ့ပြီးအာဆင်နယ်ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်ကပရီးမီယာလိပွဲစဉ်တွေထဲမှာအကျိတ်နဲ့ရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးယူနိုက်တက်ကဒုတိယပိုင်းမိနစ်80ဝန်းကျင်ထိအာဆင်နယ်ကိုအသာစီးယူထားနိုင်ခဲ့ပြီးပွဲချိန်84မိနစ်မှာမယ်ရီနိုရဲ့ခြေပါကိုကြောင့်တေချတော့မလို့အခြေအနေဖြစ်နေတာကနေ89မိနစ်မှာကိုညာကလှပတဲ့အဝေးကန်ချက်နဲ့တူအမရိမှာကဏ္ဍတွေကိုခြေတော်တင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုတော့အာဆင်နယ်ပရိသတ်တွေမိရေးနှခါနာအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပြီလို့ဆိုရမှာဖြစ်ပြီးဒုတိယအကျော့တုန်းကဂျင်နာခဲ့ရတာတစ်ခါနဲ့အခုအဲ့ဒီပွဲစဉ်ကိုအကောင်းဆုံးပွဲစဉ်ဖြစ်ထပ်ပြီးရွေးချယ်ခံရချိန်မှာနောက်ထပ်တစ်ခါထပ်ပြီးဂျင်နာခဲ့ရပြန်ပါပြီ။ဒီနေရာမှာအာဆင်နယ်ရဲ့ပြိုင်ဘက်ဟာတခြားအသင်းဆိုရင်ဘာမှမဖြစ်ပေမဲ့ခုလိုယူနိုက်တက်ဖြစ်နေတဲ့အတွက်အာဆင်နယ်ပရိသတ်တွေကိုပိုပြီးဂျင်နာစေရမှာအမှန်ပါပဲ။